สวัสดีครับทุกคนအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ဆရာနဲ့တူကွန်တိုက်တစ်ခုမှရှိတဲ့ pocket လေးတွေကိုလေ့လာကြမယ်ဟောလိုက်ကြစို့အင်ချီဆိုင်ကိုထိုင်းလို့ကร้านเสื้อผ้าဒါမှမဟုတ်ရင်ร้านขายเสื้อผ้าလို့ပြောလို့ရတယ်ပေါ့နော်ร้านเสื้อผ้าကတော့ပို့ပြီးတော့အသုံးများတယ်ခင်ဗျာနောက်ထပ်ဖက်နက်ဆိုင်ကိုကြတော့ထိုင်းလို့ကร้านรองเท้าလို့ပြောတယ်ပေါ့နော်ร้านรองเท้าလို့ပြောတယ်ခင်ဗျာเซาဆိုင်ကိုတော့ထိုင်းလို့ကร้านหนังสือร้านหนังสือလို့ပြောလို့ရတယ်ပေါ့နော်ကော်ဖီဆိုင်ကိုထိုင်းလို့ကร้านกาแฟလို့ပြောလို့ရတယ်ပေါ့နော်ร้านกาแฟလို့ပြောလို့ရတယ်ခင်ဗျဖုန်းဆိုင်ကိုကြားလို့ထိုင်းလို့ကร้านขายมือถือร้านขายมือถือလို့ပြောလို့ရတယ်ပေါ့နော်ရွှေဆိုင်ကိုတော့ร้านทองလို့ပြောလို့ရတယ်ပေါ့နော်ร้านทองလို့ပြောလို့ရတယ်ခင်ဗျကပ္ပကင်ကိုကြတော့ထိုင်းလို့ကที่จอดรถที่จอดรถဥပမာကိုကစနာဒီသွားပြီဆိုရင်ကပ္ပကင်ပေးมาလဲဆိုရင်ที่จอดรถอยู่ชั้นไหนလို့ပြောလို့ရတယ်ပေါ့နော်ကပ္ပကင်ကဘယ်နှလွာမှာဘယ်ထပ်မှာရှိလဲလို့ပြောလို့ရတယ်ခင်ဗျနောက်တစ်ခုကတော့ဆယ်လို့အိမ်သာပေါ့နော်အိမ်သာကိုဘယ်လိုခေါ်လဲဆိုရင်ห้องน้ำအဲ့ဒါမှအမျိုးအစားခွဲမယ်ပေါ့နော်ယောက်ျားလေးအိမ်သာဆိုရင်ห้องน้ำชายห้องน้ำชายမိန်းကလေးဆိုရင်ห้องน้ำหญิงအဲ့ဒါမှနောက်ထပ်တစ်ခုတိုင်းလဲပေးมาလဲအိမ်သာပေးมาလဲလို့မေးချင်တယ်ဆိုရင်ห้องน้ำอยู่ที่ไหนလို့မေးလို့ရတယ်ပေါ့နော်ယောက်ျားလေးဆိုရင်တော့ห้องน้ำอยู่ที่ไหนครับမိန်းကလေးဆိုရင်ห้องน้ำอยู่ที่ไหนคะလို့လေးတွေမေးလို့ရတယ်ခင်ဗျစားတော့ခမကိုတော့ထိုင်းလို့ကရောင်းအာဟာရလို့ပြောလို့ရတယ်ပေါ့နော်ဒီနောက်ကတော့ဆရာရဲ့နောက်မှာဆိုရင်တော့ဒါရောင်းအာဟာရကန်တင်းလေးပေါ့နော်ဆရာဒီနေ့ sharing ပေးလိုက်တဲ့ mini လေးတွေကိုအားလုံးရမယ်လို့မျှော်လင့်ပါတယ်ခင်ဗျနောက်ထပ် mini လေးတွေသိချင်တယ်ဆိုရင်လည်းဆရာတို့ရဲ့ဒီဆရာရဲ့ video အောက်မှာပေါ့နော် comment လေးတွေမှန်ခဲလို့ရတယ်ခင်ဗျနောက် video မှာပြန်ပြီးတော့တွေ့ကြမယ်ခင်ဗျစวัสดีครับ